ထမင်းစားတယ်ကော်ဖီတောက်တယ် breakfast စားတယ် lunch စားတယ်ပေါ့တစ်ခုစားတယ်အစာစားပြီဆိုရင်ဘာရင်လာတယ်လဲတတိထားပြီးတော့စားကြည့်ကော်ဖီတောက်ဆိုရင်ဘာကအရင်လာတော့ဆိုအနံ့ကအရင်လာတယ်မတော့ရသေးဘူးကော်ဖီနံလေးကနှာခေါင်းကိုရင်လာတိုက်တယ်အဲ့ဒါ၅ခုဖြစ်တယ်နော်နှာခေါင်းရယ်ကော်ဖီရဲ့အနံ့ရယ်အနံ့ကိုတီးတဲ့စိတ်ရယ်ဖတ်တာရယ်ဝေဒနာရယ်၅ခုဖြစ်သွားတယ်အဲ့တော့တရား၅ခုဖြစ်ခြင်းပဲကော်ဖီပကံလေးကိုယူပြီးတော့တောက်တော့မလို့လိုးလိုက်တဲ့အချိန်မှာအဲ့ဒါတွေဖြစ်သွားတာအဲ့ဒီမှာလည်းငါမပါဘူးနောက်တစ်ခါတောက်လိုက်ပြီးတောက်လိုက်တဲ့အချိန်မှာဘာလာတော့ဆိုကော်ဖီကြီးကအေးနေတယ်ကော်ဖီကပူတယ်ပူတာအေးတာသိတယ်အဲ့ဒါကြတော့ကာယပတာရဖုဒ္ဓဘာယုံပူတာအေးတာကတေဇောဖုဒ္ဓဘာယုံအဲ့တော့အပူအေးအပြော့မှာကိုသိတဲ့ကာယရဲ့ထိလာတဲ့ဖုဒ္ဓဘာယုံရဲ့အဲ့ဒီနှစ်ခုဆုံးပြီးသည့်အတွက်ကြောင့်ထိသိတဲ့ကာယဝိညာဉ်စိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့အဲ့မှာလည်း၅ခုဖြစ်တာပြီးပြီဆိုတော့မှကော်ဖီတောက်လိုက်တော့ကော်ဖီကခါတယ်ကော်ဖီကစိမ့်လေးဆိုတာရသိလာတယ်အဲ့ဒါလို့သိတာကြတော့တက္ကဏဖြစ်သွားပြန်ပြီလျာရဲ့အယတာရဲ့ဆုံလိုက်တဲ့အခါမှာအယတာသိတဲ့စိတ်ပေါ်လာတယ်ဖတ်တာပေါ်တယ်ဝေဒနာပေါ်တယ်အဲ့တော့ကော်ဖီလေးတစ်ခွက်တောက်ထားသေးပဲနဲ့ရှုပ်တရားနံတရားပေါင်း15မျိုးဖြစ်သွားတယ်နော်15မျိုးဖြစ်သွားတယ်အဲ့ဒီ15မျိုးထဲမှာငါရှိသလားတတဝါရှိသလားမရှိဘူးဒီ15မျိုးပဲနော်15မျိုးကတပြိုင်တည်းဖြစ်တာမဟုတ်ဘူးသူအကြောင်းနဲ့သူဖြစ်သွားတာဖြစ်ပြီးရင်ပြတ်သွားကြတာအဲ့ဒါလို့သိတာကိုပဲနာမရူပနာယာထာဝထသနာဒိဋ္ဌိဝိတ္တုနာမလို့ပြောတာအဝိပဿနာတရားအထုတ်ပြီးဆိုရင်အဲ့ဒါကိုပိုင်ပိုင်နဲ့နဲ့သိဖို့လိုသေးတယ်ဟုတ်ပြီကော်ဖီတောက်တဲ့အစာစားတယ်15မျိုးမျက်စိကမြင်တာ5မျိုးရုပ်နာ5မျိုးဖြစ်တယ်နားကြားတဲ့အခါမှာရုပ်နာ5မျိုးဖြစ်တယ်အစာစားတဲ့အခါမှာ15မျိုးဖြစ်တယ်